အရှိ40ခွဲဟုတ်တယ်နော်အရှိ40ခွဲ38ကို38ခွဲအောင်2လက်မပေါင်းထားတာနော်အရှိ40ခွဲဘာနဲ့ပေါင်းခတ်တော့ဆိုတော့တင်နဲ့ပေါင်းခတ်ထားတယ်နော်တင်နဲ့ပေါင်းခတ်ထားတယ်အဲ့တော့ဟုတ်အောက်မှာရှည်ဝါဆိုတော့ဒီဘောကခါမြင်းခါမြင်းနေရာမှာတမီးခါတက်ဖို့မှတ်မယ်ခါတက်ဖို့8လက်မနဲ့30ခောက်ရိုးဘက်ကနေ8လက်မနဲ့30မှတ်မယ်နော်8လက်မနဲ့30မှတ်မယ်ပြီးတော့ခောက်ရိုးဘက်ကနေ3လက်မမှတ်မယ်ဟိုဘက်ကို40အဲ့တော့တင်အမြင့်က6ခွဲအဲ့ကနေ6ခွဲတိုင်းမယ်နော်တောက်လေးတန်းဖို့6ခွဲတန်းလိုက်တော့ဒီလောက်ရသွားပြီနော်အဲ့ဒီ6ခွဲရဲ့အစနေနောက်ထပ်2လက်မအောက်ကိုရှာလိုက်အဲ့2လက်မအောက်ရှာထားတဲ့နေရာမှာသူတင်မြင်းပေါ့နော်တင်မြင်းရှိမယ်ပြီးတော့တမီးပေကူလေးပေးမှာပေကူအဲ့ဒီပေကူလေးနဲ့ဆောနာ8လက်မ30အမှတ်ကလေးနဲ့ကိုလမ်းတော့ဆက်ပေးမယ်နော်ဒီလိုမျိုးမှတ်တဲ့အခါမှာဒီလိုဝိုင်းလုံးနဲ့ဟာအပေါ်မတဲအောင်နော်။အောင်ဆိုတင်းဆိုတာအရင်ဝိုင်းနဲ့လူကရှာတယ်။ဗာလေနည်းနည်းပိန်တယ်လေ။ပိန်တော့ဗာလေနည်းနည်းဖြောင်းတဲ့ဟာလေးကိုဆွဲပေးရတယ်နော်။ဆွဲပေးရပြီးတော့ဟောအောက်ရှိဘက်ကိုတွားမယ်တမီး။အောက်ရှိဘက်ကိုတွားမယ်ဆိုတော့ပုံမှန်လူတစ်ခွဲဝင်မယ်။ဘောင်ခတ်ထားခဲ့ရနေတစ်ခွဲ။နော်အဲ့ဒီတစ်ခွဲမှတ်နဲ့ဆိုနာကတင်စားမြင်းနဲ့ကိုလှမ်းဆက်မယ်ပေဂျိုနဲ့လှမ်းဆက်ပေးလိုက်နော်ဟုတ်ဆောင်ဒီလိုမျိုးမဆောင်တတ်ဘူးဆိုရင်ဟိုခါမြဲစားနေလေဒီ18ပေတန်းလောက်ထားပြီးတော့လေအဲ့ဒီဟာကိုဖြတ်ဆန်းပြီးတော့လှမ်းဆက်ပေးလို့လည်းရတယ်နော်အခုတော့လှမ်းဆက်လိုက်ဒီပဒံလေးကဒူးမသိမ်းဘူးနော်တချို့ဒူးမှတိမ်ပြီးမှပြန်ကားတဲ့ဟာမျိုးရှိရလေဒီကတို့ချုပ်တဲ့ဟာလေးကတော့ဒူးမသိဘူးနောက်ပြီးတော့အောက်မှာတစ်ခွဲက2လက်မပူထားတာအပေါ်မှာကပတ်ပြား4စိတ်ချုပ်စာရှိတော့ဘာပဲရှိတော့လေအောက်မှာတစ်ခွဲပဲအောက်မှာခောက်ရမယ်နော်အဲ့လိုလေးကားပေးလိုက်ဗီဒီယိုဖြတ်ပြီးတော့ပေါ်ပြင်လာတယ်ဒီတောက်နေရာလေးကိုကားလိုက်ဒီမှာသမီးနော်ဒီလိုလေးအောက်စပါပအောင်ပင်လေးထိုးလိုက်ဟုတ်တော့နှစ်ခေါက်လေးအလှအတွင်းထဲမှာအပိုလိုဘယ်ဖြက်အပေါ်ကဖြက်တယ်နော်အဲ့မှာ4စိတ်ချုပ်စာကိုကန်လိုက်တယ်နော်ကန်ပြီးတော့ဘက်ကိုလဲဘေးဒီဘက်ကိုလဲပြီးတော့အမှပင်လေးထိုးတာနော်ဒါတောက်ဆုပ်လိုက်တဲ့သဘောသိတာနော်အမှပင်လေးထိုးထားတယ်ထိုးပြီးတော့ဒီမှာခက်ဆောင်မြင်းလေးရဲ့အထက်ကိုဘယ်လောက်တက်2စိတ်တက်ဒီခောက်ရိုးလေးရဲ့အောက်ကိုဘယ်လောက်ရှာ4စိတ်ရှာအဲ့နှစ်ခုပေကွေးလေးနဲ့ဆက်ပေးနော်ရမယ်နော်အဲ့တော့ဘာလို့မှလဲကကြီးရဒီကညက်မယ်နော်တောက်ကဘက်ကိုလဲဖေးဒီဘက်ကိုလဲနော်အောက်စားပါပအောင်ကိုင်းနေနော်ဟုတ်အဲ့တော့ဒီကနေပြီးတော့အောက်တစ်ချောင်းလုံးညက်တော့မယ်စားမယ်နော်အောက်ထိညက်ပြီးပြီနော်အောက်ထိညက်ပြီးတဲ့ခါမှာဒီမှာဒီခောက်ရိုးလေးကိုကပတ်ပြားတက်ရင်လွယ်လက်ကူဖြစ်အောင်ဘာလုပ်ခဲ့မလဲကကြီးတောက်ပြီးလဲမှတ်ပေးခဲ့ပြီးတော့ဒီတောက်ကိုဖြည့်မယ်ဖြည့်ပြီးတဲ့ခါကျတော့ဟိုဘက်ကိုတောက်ကူးမယ်ပြီးရင်ချုပ်မယ်နော်ဟုတ်၄စိတ်တောက်လေးချုပ်လိုက်